ဒီငနဲကတော့ထောင်ကနေဖောက်ထွက်ဖို့အတွက်ကိုပြောက်တိုင်းလေ့ကျင့်တာဖြစ်ပါတယ်။၄ခါလောက်လေ့ကျင့်ပြီးသွားတဲ့အခါမှာပထမဆုံးချိန်အောင်မြင်သွားပါတယ်။ငနဲရဲ့နီးဟာရိုးရှင်းပါတယ်။မြန်မာလိုပဲဖက်နှက်ချုပ်ပြီးအဆောင်မမြင်နိုင်တဲ့နေရာကိုရှာတာပါ။အဆောင်လာစစ်တဲ့အခါမှာငနဲပြောက်နေတာမလို့အတင်းဝင်ကြည့်ပါတယ်။ထိုအခါမှာငနဲဟာထောင်ကပ်ပြီးဖီတက်နေတဲ့အကြည့်နဲ့အဆောင်အားရှို့ပါတယ်။အမှတ်တဲကန္နာရမရှိတဲ့ငနဲဟာအဆောင်ပြန်ထွက်တာနဲ့နေရန်ပေါ်တက်ကြည့်ဖို့ညံတော်ဆူးရောက်သွားပါတယ်။ကြားထဲကဟနေတဲ့နေရန်ကိုတုံးပြီးပြတင်းပေါက်ရှိတက်သွားပါတယ်။အဆောင်ပြန်လာစစ်တဲ့အခါမှာငနဲပြောက်နေပြန်ပါပြီ။ဒီတစ်ခါမှာအဆောင်လက်ထောင်ကိုအရင်စစ်ကြည့်တော့မရှိပါဘူး။ဒါမဲ့အဆောင်ကလည်းအဆောင်မလို့အပေါ်ကိုကြည့်မှငနဲကိုတမ်းမိပါတယ်။ငနဲကိုရှယ်တီးပါတယ်။ငနဲကတော့တိုင်းပညာတိုးတက်လာလို့ပြောရှင်နေပါတယ်။တိုင်းပညာကိုပြေဝစွာတက်မြောက်ဖို့ငနဲဟာလက်နှစ်ဖက်ကိုဆန့်ပြီးမျက်စိကပြန်မမြင်အောင်ထိလေ့ကျင့်ပါတယ်ဒီလိုလုံးမှသာငနဲဟာလူတွေ၏အမြင်အာရုံအစုံမှာပုံနိုင်မှာပါဒီနည်းနဲ့ငနဲဟာအဆောင်နောက်မှာအေးဆေးပုံနိုင်ရင်ကိုပြောက်ပညာတက်မြောက်ပါပြီဒီတစ်ခေါက်အဆောင်ထက်စစ်တဲ့အခါငနဲပြောက်နေလို့ဒေါသဖြစ်ဝင်စစ်ပါတယ်အင်ကြီးပဲတွေးလို့နေရာဆုံးလျှောက်ကြည့်ပါတယ်အဆောင်မတိတာကသူ့နောက်မှာဘီကျဲလေးရောက်နေပြီဆိုတာပါအဆောင်လောက်တိုင်းဘီကျဲလေးကလိုက်လုပါတယ်အဆောင်လဲကြောက်လာပြီးလူရှိမှန်တိပေမဲ့မတွေ့ရတာပါဒါမဲ့အဆောင်ကအရေးကိုတွေ့တဲ့အခါမှာအနောက်လှည့်ပြီးရှယ်တီးပါတယ်ဘီကျဲငနဲကတော့တိုင်းတက်ပြီးဆိုပြီးအဆောင်အားပြုံးပြပါတယ်